တစ်ကလအုပ်ကြီးနဲ့စိတ်ကလေးပုံမြင်လေးပြပြမယ်တခါကအလွန်ရဲရှိတဲ့တစ်ကလအုပ်ကြီးတစ်ကောင်နဲ့အလွန်ပူတဲ့စိတ်ကလေးတစ်ကောင်ရှိတဲ့တစ်ကလအုပ်ကအမြဲတမ်းမကြော်ပြောလေးရှိတယ်ရက်ရှိတာအကောင်းဆုံးပဲငါကတော့တစ်ပင်ဖြာအနုဆုံးရက်တွေကိုစားနိုင်တယ်တဲ့စိတ်ကလေးကလည်းအခန့်ချင်းစိတ်နဲ့ပြင်ပြောတယ်မဟုတ်ပါဘူးရက်ပူတာမှပိုကောင်းတာငါကချန်စီယိုချာကနေတိုးဝင်ပြီးတခြားသူတွေမရောက်နိုင်တဲ့ညခင်စင်ချင်းလေးတွေကိုစားနိုင်တယ်လို့ဆိုတယ်သူတို့နှစ်ကောင်ကဘသူကပိုတာမလဲဆိုတာအမြဲတမ်းငင်းခုန်ရင်းနဲ့ဥယျာဉ်ကြီးတစ်ခုစီကိုရောက်သွားကြတယ်ဥယျာဉ်မှာမြင့်မားတဲ့တိုင်းခတ်ထားပြီးအထဲမှာတော့အရသာရှိတဲ့တတိဝလန်တွေပြည့်နေတာပေါ့ခါတစ်ကလောက်ကြီးကတိုင်းမော်ကနေခေါင်းပြူပြီးတတိတွေကိုအားရပါရစားနိုင်ပြီမဲ့စိတ်ကလေးကတော့တိုင်းကြီးကိုငေးကြည့်နေအောင်ပဲတက်နိုင်တယ်တွေ့လားအရက်ရှိတာပိုကောင်းတယ်မဟုတ်လားလို့တစ်ကလောက်ကကြွားလိုက်တယ်ခဏနေတော့သူတို့ဟာတင်းငယ်တဲ့အပေါက်လေးတစ်ခုပဲရှိတဲ့ကိုတောင်လေးတစ်ခုရှိရောက်သွားပြန်တယ်ဒီကိုတောင်ထဲမှာတော့အနက်မှုချန်တဲ့ကောက်ရောက်တွေရှိနေရပေါ့စိတ်ကလေးကတော့အပေါက်လေးတွေကနေလဲလဲကူကူတိုးဝင်သွားပြီးပိုက်ဝအောင်စားနိုင်ပြီမဲ့တစ်ကလောက်ကြီးကတော့အပြင်မှာပဲကြံရိတ်ခဲ့တယ်အခုတော့တွေ့ပြီလားရက်ပူတာမှတကယ်အစွမ်းမဲလို့စိတ်ကလေးကကိုတောင်ထဲကနေအော်ပြောလိုက်တယ်နောက်ဆုံးမှာတော့သူတို့နှစ်ဦးကတယောက်ကိုတယောက်ပြုံးကြည့်လိုက်ပြီးနားလေတော့ကြတော့တယ်လောကမှာအားလုံးအတွက်တင့်တော်တဲ့ရွယ်စားဆိုတာမရှိပါဘူးကိုမှရှိရဲ့အစွမ်းစားနဲ့ကိုနေရာမှာကိုအကောင်းဆုံးဖြစ်အောင်နေထိုင်တတ်ဖို့ပဲအရေးကြီးရပါပုံမြင်လေးရပေးတဲ့သင်ခန်းစာလူတိုင်းမှာမိမိနဲ့သက်ဆိုင်တဲ့အသာချက်ကိုကြီးရှိကြတယ်ဒါကြောင့်ကလေးတို့လည်းကိုယ့်ရဲ့သူများတခြားသူကိုမကြည့်ပဲကိုယ့်ရဲ့အာသာချက်ကပါလဲငါဘလို့လှုပ်လို့ရှိလို့ရှိရင်ကိုယ့်ရဲ့အာသာချက်ကပိုးပြီးတော့အောင်မြင်လာမယ်ဆိုတာကိုပဲဆောင်ရွက်တင်တယ်နော်ပုံမြင်လေးကတော့ဒါပါပဲကွယ်